ခုမြင်တွေ့နေရတဲ့ရွာလေးရတော့မိုင်းဖြတ်မြုပ်နဲ့တောင်တန်းပေါ်ကအင်လူမျိုးတွေနေတဲ့ရွာလေးပဲဖြစ်ပါတယ်ဒီရွာလေးတွေကိုတော့မိုင်းဖြတ်ကနေမိုင်းအောင်လမ်းခွဲကိုကြော်ပြီးတာချီလိပ်ပဲအထွက်တောညူလမ်းပိုင်းမှာရှိတဲ့အင်ပါဟူအင်နန်းခမ်းအင်ပါဆန်းလို့ရွာတွေဖြစ်ပြီးတော့အဲ့ရွာတွေမှာအင်လူမျိုးတို့အများစုနေထိုင်ကြတာပဲဖြစ်ပါတယ်ကျိုင်းတုံနဲ့မိုင်းရန်ကြားထဲမှာလဲအံရွာတွေရှိပါတယ်မြင်းမီရဲမောင်ဆန်ကိုနတ်လုတ်ကိုဝယ်ကြပြီးနတ်ဆရာရှိတယ်လို့လဲသိရပါတယ်အင်လူမျိုးတွေဟာခွေးသားအရန်စားကြပြီးသွားလဲမတိုက်ကြဘူးရေလဲမချိုးကြဘူးခြံအောင်လဲအိတ်တာမရှိကြပါဘူးလွန်ညစ်ပတ်တယ်လို့လဲပြောရမှာပဲဖြစ်ပါတယ်ဒီအင်လူမျိုးတွေဟာရှမ်းလူမျိုး33မျိုးထဲမှာပါတဲ့အင်လူမျိုးတွေဖြစ်ကြပြီးဘုဒ္ဓရအနေဖြင့်တင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်